မင်္ဂလာပါဒီနေ့မှာတော့ external hard disk drive နဲ့ external SSD စတဲ့ external drive တွေကို encrypt လုပ်နည်းလေးကိုပြောလို့ပြပေးသွားမှာပါခုမှ laptop နဲ့ရင်းနှီးတဲ့သူတွေအတွက်နားလည်အောင်ပြောပြရရင် external HDD SSD နဲ့ USB စတာတွေကို lock ခတ်တာ password ခတ်တဲ့နည်းကိုဆိုလိုတာပါအရင်ဦးဆုံးမိတ်ဆွေတို့အနေနဲ့ external drive ကအလွတ်ဖြစ်နေရပါမယ်ဘာလို့လဲဆိုတော့ data တွေရှိနေရင် encryption process က data များရင်များသလိုအရန်ကြာပါတယ်1 terabyte လောက်ဆိုရင်4-5 နာရီလောက်ကိုကြာပါတယ်ပြီးတော့ process run နေတုန်းကျိုးလွတ်သွားရင် data တွေအားလုံးပျက်စီးသွားနိုင်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့ data တွေကိုအရင်ဆုံး backup လုပ်ပေးထားရပါမယ်ကဲဒါဆိုရင်စလိုက်ကြရအောင်အခုလုပ်ပြမယ့်နည်းဟာဆိုရင် Windows 10 နဲ့ 11 မှာလည်းလုပ်နည်းကအတူတူပါပဲအရင်ဦးဆုံး this PC ကိုဖွင့်ပါပြီးရင်တော့ကိုယ့်ရဲ့ external drive ကို laptop နဲ့ချိတ်ဆက်လိုက်ပါပြီးရင်တော့ကိုယ့်ရဲ့ external drive ကို E column သို့မဟုတ် F column တစ်ခုခုနဲ့လာပြပါလိမ့်မယ်အရင်ဆုံး control panel ကိုဖွင့်ပါပြီးရင်တော့ BitLocker Drive Encryption ကိုနှိပ်လိုက်ပါဒီနေရာရောက်ရင်ခုနမှတ်ထားတဲ့ကိုယ့်ရဲ့ external drive ကိုရှာပြီး turn on BitLocker ကိုနှိပ်လိုက်ရင် BitLocker box ကျလာပါလိမ့်မယ်အခုလို BitLocker box ကျလာပြီဆိုရင်တော့အပေါ်ဆုံးက chat box မှာအမှန်ချစ်ပေးရမှာဖြစ်ပြီး text box နှစ်ခုတည်းကိုပေးမဲ့ password ကိုအတူတူရိုက်ထည့်ပေးရမှာပဲပြီးရင်တော့ next ကိုနှိပ်ပါဒီနေရာမှာကို password ကိုမေ့သွားခဲ့ရင်ပြန်အသစ်ပြောင်းလို့ရအောင် recovery key ကိုတင်ရမှာဖြစ်ပါတယ်အလွယ်ကူဆုံးနဲ့အယိုးရှင်းဆုံးနည်းဖြစ်တဲ့ save to a file ကိုနှိပ်ပြီးပါfile ကိုတင်ဖို့ directory ရွေးပေးလိုက်ပါပြီးရင်တော့ next ကိုပဲစတိုင်နှိပ်ပေးလိုက်ပါဒီနေရာမှာတော့ start encrypting ကိုနှိပ်လိုက်ရင်ရပါပြီပြီးရင်တော့ခဏစောင့်ပေးရပါမယ်complete ဖြစ်သွားရင်တော့ရပါပြီမိတ်ဆွေရဲ့ external drive ကိုဖြုတ်ပြီးပြန်ထိုးကြည့်ပါဒါဆိုရင်တော့ခုလိုတော့ခတ်ထားတဲ့ပုံစံနဲ့လာပြနေပါပြီ double click နှိပ်ပြီးကိုပေးထားတဲ့ password ကိုရိုက်ပေးပြီး unlock ကိုနှိပ်ရင်ပွင့်လာပါလိမ့်မယ်အားလုံးအဆင်ပြေပါစေဗျာခုလိုနည်းပညာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုအမြဲတင်ပေးမှာမို့channel ကို subscribe like and share လေးလုပ်ပေးသွားပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာနောက်ဗီဒီယိုမှာတွေ့ကြတာပေါ့